အတိတ်မှာကိုရည်ရွယ်ပြီးတော့ပဲဖြစ်စေကိုမရည်ရွယ်ဘဲနဲ့ပဲဖြစ်စေမှားခဲ့တဲ့အမှားတွေအမှားပေါ်မှာကိုကနောင်တတွေရနေတယ်ကိုအပြစ်တင်နေတယ်အတိတ်နဲ့အနာဂတ်ဒီလာမဆိုင်ဘူးဆိုတဲ့စကားတစ်ခွန်းကိုမိတ်ဆွေကြားဘူးလိမ့်မယ်တကယ်လဲအတိတ်နဲ့အနာဂတ်ဒီလုံးဝမသက်ဆိုင်ပါဘူးအနာဂတ်အတွက်ကောင်းချင်တယ်ဆိုလို့ရှိရင်တော့လက်ရှိအခြေအနေလက်ရှိလုပ်ရလက်ရှိအပြုတ်မှုဒီသားနဲ့အကောင်းဆုံးဖြစ်တယ်မှာပေးမယ်ဆိုတော့ကျမတို့လူတိုင်းဒီအသက်9နှစ်ရွယ်ဆိုတာဖြတ်တန်းခဲ့ကြတယ်တစ်ချိန်တည်းမှာပဲအဲ့အသက်9နှစ်ကိုခုနှစ်ချိန်မှာပြန်သွားလို့မရဘူးလို့အဲ့အသက်9နှစ်အရွယ်ဆိုတာလေကျွန်တော်တို့နောက်ထပ်ဘယ်တော့မှရလာမှာမဟုတ်တော့ဘူးအတိတ်မှာကိုရည်ရွယ်ပြီးတော့ပဲဖြစ်စေကိုမရည်ရွယ်ဘဲနဲ့ပဲဖြစ်စေမှားခဲ့တဲ့အမှားတွေရှိတယ်အဲ့အမှားပေါ်မှာကိုကနောင်တတွေရနေတယ်ကိုအပြစ်တင်နေတယ်အဲ့အတိတ်ထဲကနေပြီးတော့ကိုကရုံမထွက်နိုင်အောင်ဖြစ်နေတယ်ဝမ်းနေနေတယ်ပူဆွေးနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာတွေဒီကျမတို့ရဲ့အနာဂတ်အတွက်အောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ပိတ်ဆို့တားဆီးထားတဲ့အရာတွေပဲဖြစ်တယ်။ဒါကြောင့်မလို့အတိတ်မှာမှားခဲ့တဲ့အမှားတွေကိုယ်တိုင်ရွယ်ပြီးတော့ပဲဖြစ်စေမရွယ်ဘဲနဲ့ပဲဖြစ်စေမှားခဲ့တဲ့အမှားတွေကိုကျမတို့ကခွင့်လွတ်ချသင်ခန်းစာယူပြီးတော့မှအနာဂတ်မှာငါဘလို့ကောင်းမွန်အောင်ဆက်လျှောက်သွားမလဲဆိုတဲ့အရာကိုကျမတို့တွေးပြီးတော့မှဆုံးဖြတ်ချက်ချပြီးတော့ဆက်သွားဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့မိတ်ဆွေဒီနေ့သိရမယ့်အရာဒီအတိတ်ဒီအနာဂတ်နဲ့လုံးဝမဆိုင်ပါဘူး။ကျမတို့ပြန်မရနိုင်တော့တဲ့အရာပြန်စွန့်ခွင့်မရှိတော့တဲ့အရာတွေကိုဒီနေ့ကစပြီးတော့လွတ်ချခဲ့ပါခွင့်လွတ်ခဲ့ပါကိုလည်းခွင့်လွတ်ပါနော်ကိုလည်းနားလဲပါကျေးဇူးများတင်ပါတယ်မမောတော့မိတ်ဆွေရဲ့အတွေ့အကြုံခန်းစားချက်တွေကိုကောင်းကောင်းပြောင်းလဲပေးနိုင်တဲ့ Master Hypnotist တယောက်ဖြစ်ပါတယ်